က်သွားဖုံးကြီးလား အော်ဟုတ်ပါဘူးဟိုတောင်းပန်နေတာမျက်မှန်ယူထားလို့ ဟဲ့နင်ဘာလုပ်တာငါညီမကိုနင်အနိုင်ကျင့်နေပြန်ပြီလားဖက်စမ်းမနင်ကငါလေစိတ်မချလို့လိုက်လာတာဒီမှာနင်ကလေဒီရက်ထဲမှာအနိုင်ကျင့်ဖို့လူကုန်ပြီဆိုငါညီမကနေပြန်စအဲ့ဒီတန်နေရဆုံးပါလား မာကြီးကဆုံးကျင်လို့လား ဘာပြောလဲ ဘာလို့ဟိုဒီဟာကိုဆုံးမယ်များထင်နေလို့လားလို့ဒီမျက်မှန်မဆုံးပါဘူးကျွန်တော်သူ့ကိုစပြီးယူထားတာပြန်ပေးပါနော်ရမုံကြီးတက်ကြည့်လေတက်ကြည့်မကြည့်ကြည့်လား ကြည့်တယ်ကြည့်တယ် ကြည့်လေးလေးမြင်ရပြီနော် နင်း နေငါ့ကိုတကယ်ကြည့်ပြီနော် ကြည့်ပါပြီ အေးကြည့်ပြီဆိုရင်ငါပြောမယ်နောက်ဆိုရင်နေငါ့ကိုအပြောဆိုဆင်ခြင်ပါနင်းစီကနေငါပြန်တစ်ခေါက်ပြန်စနေရတာငါအပြောဆိုမလွတ်ဘူးဖြစ်နေငါပြောဆိုမခံနိုင်ဘူးအေးဆယ်ရဲ့ကိစ္စလည်းမပြီးသေးဘူးနော်နင်းနဲ့ငါထက်ရှင်းအောင်ပါကြားလားဟမ် အဲ့စေကိစ္စဘာလဲ သူတရားစခန်းဝင်မလို့တဲ့ သူကတရားစခန်းဝင်မလို့ဒီကတော်က ဟဲ့မင်းရောမင်းဖင်ပိတ်မငင်းနဲ့နော်မင်းအမေရိကန်သမ္မတကအရင်အရှုံးပေးလိုက်လို့ငါမြောက်ကိုရီးယားသမ္မတငိမ့်ငိမ့်ယူလိုက်ဘယ်မြောက်ကိုရီးယားသမ္မတဘာလို့ဖို့လို့လဲဟမ်အမေရိကန်ကလာကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးနိုင်ငံကွာဘာလာကူဖိတ်ပဲကြီးရောတယ်ဖိတ်ပဲကြီးရောမရောတော့မေး ဟုတ်တယ်ဘယ်အမေရိကန်သမ္မတဘာမှမတက်ဘူးစီးပွားရေးတစ်ခုပဲလှုပ်တတ်တာ စီးပွားရေးနဲ့နိုင်ငံကိုထူထောင်မှာကွာဒီမြောက်ကိုရီးယားသမ္မတလို့စစ်ဘလူးမဟုတ်ဘူးစီးပွားရေးမှာတိုင်းပြည်ကိုအုပ်ချုပ်လို့ရတာဒါကြောင့်လေကျင်အမေလေးလာဟုတ် ဟဲ့မြတ်ဘူး လေတဲ့ကောင်လေ မင်းအတန်တော်တော်ကြည်ရဲ့တဲ့ငါတို့အာဆီယံအားကြီးတယ်တဲ့ ဟဲ့အမေရိကန်နဲ့မြောက်ကိုရီးယားပြည်လေဝါလဲဆိုတော့အကြောင်းငါတို့ဆွေးနွေးနေ အကြီးတယ်ပြောတာကြီးတယ် ငါတို့ကကဘာနဲ့ချီပြီးတော့ပြောနေတာလို့မင်းအာစီကိုပြန်ပြောလိုက်ဒါလေဒါလေ အာဆီကဘာနဲ့ချီပြီးတော့ပြောနေတာတဲ့ ဗျာ ဗျာ ကဘာနဲ့ချီပြီးပြောရအောင်လေစိတ်တောင်ရောက်ဘူးလို့လားလို့မေးလိုက်သွား ဟုတ်ဟဲ့ နော် မင်းတို့ကဘာလေစိတ်ရောက်ဘူးရဲ့လားတဲ့ ဟေးလေစိတ်အဲ့ဒီလက်စိတ်ကနင်းကိုနှစ်ပတ်မှာ ဟိုးဟဲ့ဒီလေစိတ်ရောက်ဘူးရဲ့လားတဲ့